ချင်းကငါပြီးတွင်ကစောက်တော်သားများတွေ့ပကတိတဲ့နောက်ယောက်ကမီးနဲ့ပွဲနဲ့ကြောင်ဝင်ခင်းချင်တဲ့ကွီးတွေ့ခုဆိုကြီးချက်တီးပြက်ပစီးပစများတဲ့မိန်းမတွေကြီးမဲ့အသက်ကြီးမှတိခတ်မင်းတို့က distract နားထောင်သေးခင်ပစိုးချုပ်ကမင်းကလီးပြက်ဟိုလူရဲ့နောက်ကဖုံးများဒီလူရဲ့နောက်ကဖုံးများသူထားပြီးသုံးစားမရှာတော့မတော့ပါတော့မပေါ်နေတဲ့ဖုံးဟာဒီချင်းနဲ့မင်းကမောဟာမငင်းနဲ့မင်းဆိုတော့ရှုံးသမားမင်းဖို့ရဲ့ငံပဲရောအိုးအားခေါင်းပေါ်မမိုးထားဖင်ခါကကုန်းစားရုပ်ရှင်လောကတိုးတက်ဖို့အမုန်းခံကျွန်တော်ပြောနေတာဟောတယ်မရှိနေတုံးကြအဲ့ဒီတွေးတဲ့ကပင်မနဲ့ပြောလေကွာသူကြတော့မှဒေါ်တွေပါပြီးစောက်ပေါ်တွေကို fall နေတာဟောတယ်ပါတရာကိုတော့ကရိုက်တာဒီစောက်ပေါ်လေကွာရှုပ်ကတော့သာစောက်ချက်ကပေါ်ပြရိုက်ခဲ့ဘူးတဲ့ကုန်းတော့ကပေါ်ကရိုက်တဲ့ဟောတယ်ကစက်ကွက်တွေကတူညီတဲ့ပေါ်ပြညညခေါ်လာပိုဆန်ခေါ်လာမကပ်ပြီးခုချမအားခဲ့တဲ့ပေါ်ကတော့မော်တာမကြည့်လိုက်ပါတယ်ကိုပြေဟေးရဲ့ကြောက်တော့ပါဟဲ့အောင်စောက်ပေါ်ယောက်ျားတော့ဒဲပြောရတယ်ဒဲရှင်းရတယ်ကွာမင်းကအဲ့တော့မကျေနပ်ဘူးမကျေနပ်တာဒဲပြောတယ်လီးမို့လို့စကားပြောရင်ဆက်ပဲငါ့ကိုလာပြောတာစောက်ပေါ်ကြော်ရိုက်တဲ့ရုပ်ရှင်ကားကဝေစတဲ့ကြော်ရတယ်ဒါပေမဲ့မင်းကဘသူကချီကျူးလို့လဲစောက်ပေါ်ရဲ့ကျွန်တော်မဲနဲ့သူတို့ကုန်မာတယ်ကိုခုံဖို့ကိုပြပေါ်ကြွားတယ်မုံထားတဲ့ပုံများနဲ့စုံသွားတယ်ကုန်ပေါ်တဲ့ဆောက်ချက်သုံးသွားဝဲရှိတဲ့ကဆောက်ဖြစ်တင်းတဲ့ကဆောက်ဖြစ်ဘယ်တော့မှမရှိခဲ့ဘူးမင်းရဲ့ဆောက်ဖြစ်စိတ်တကကောက်ဖြစ်ဆွေညောကရှောက်ဖြစ် bla 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 ပေါ်ကဆောက်ဖြစ်ဒီလိုမျိုးကြောက်တဲ့မင်းသားဆောက်ဖြစ်ဘသူမှမလေးစားတာမင်းရဲ့ဆောက်စင်နောက်ကဆောက်ဖြစ်ပြင်ပြီးရှောက်ဖြစ်ပေါ်ကမကြိုက်ဖြစ်ပြင်လိုက်ကဆောက်ဖြစ်ဆွေတော်တွေတွတ်ဆိုသိန်းတရာမင်းမသွားတာဆိုမြင့်မြတ်စီကလည်းသိန်း150မင်းချီသွားတယ်ဆိုမင်းမိမကြီးမသိအောင်မကမ်းမမင်းသမီးတယောက်နဲ့ဘလို့ဦးရမစိုးခင်နှုတ်ရချင်းတွေကိုခေါင်းပုံဖြတ်တာ so fuck သူညီက TV ပေါလို့ US ရောက်ခါမှကြီးဆောက်တော်သားမျိုးတကပေါ်ကချိုးပြပဆိုပဲစောက်တာကမင်းရဲ့နောက်ကကပေါင်းပါများတဲ့မင်းလိုမစောက်ချင်မကောင်းတာများဒီမှာသမင်းရှိသေးရင်ရိုက်ရမရုပ်ရှင်ကမောက်ပြီးဟင်းနဲ့ချောင်းမများ Can you ချက်မရှိတကတက်သည်နောက်ပြီးတော့မရှိတကတက်သည်သူများကြောင့်ပေါ်တော့မချတာတဲ့ YouTube ကပတ်သက်တဲ့မင်းပေါ်ဆက်သည်မင်းစကားစင်းစားတာရှက်မိချင်းသားကရှင်းတော့မတက်ချီမင်းသားတဲ့မင်းများတဲ့မင်းစားတဲ့ဘတ်စကားတင်းစကားတဲ့ပြောတော့မှကြတာကိုဒူတိုင်းကတက်သည်ကဲမောင်ပြေဟိတ်တီဟာမင်းသူများမကောင်းကြောင်းတွေတင်တဲ့ဗီဒီယိုတွေတင်မယ်ဆိုရင်လည်း monetization လေးတော့ off ပြီးတော့တင်လေကွာမင်းကသူများမကောင်းကြောင်းလည်းပြောစီအဲ့ဗီဒီယိုကလည်းပတ်စံရကျင်လဲဆိုတော့မင်းကစောက်ချက်မရှိဘူးလားကွာမင်းကလည်းဘလို့စောက်ချက်ရှိမှာလဲကွာ career တစ်လျှောက်လုံးတော့မှစောက်ဘောကားပဲရိုက်တဲ့စောက်တော်သား